ဖြစ်တဲ့တော့ဘူးလို့တော့ထင်ပါတယ်မဖြစ်တဲ့တော့တဲ့ကြောင်းလေးတွေရှိတယ်ကြာရင်ပြေရသိခက်လို့နဲ့တန်ရောစင်တွေကြောင်းခွဲမဖြစ်တဲ့တော့ဘူးမင်းလေးနာလေခွဲတခါကသိချစ်တဲ့ချစ်သူတွေရှိတယ်ဒါပေမဲ့ပေါင်းဆက်ခွင့်တော့မရခဲ့ဘူးခွဲဒီလိုနဲ့ဒုညောင်ကြာကမဖြစ်နိုင်တဲ့အကြောင်းကိုကံကြမ္မာကရှင်းပြခဲ့ပြီးပဲမဖြစ်တဲ့တော့ဘူးလို့တော့ထင်ပါတယ်မဖြစ်တဲ့တော့ဘူးမင်္ဂလာလေးရဲ့မဖြစ်တဲ့တော့တဲ့ကြောင်းလေးတွေရှိမယ်ဖြစ်တဲ့တော့တဲ့ကြောင်းလေးတွေရှိမယ်ကြာရင်ပြေရသေးခက်လို့နဲ့တန်ရောစင်တွေကြောင်းခွဲမဖြစ်တဲ့တော့လုံးမင်းလေးနာလေကွယ်ဒီကဘာမေပြမှာဖေးလာတဲ့မိန်ခလေးရဲ့တကယ်ကိုပဲအိမ်မက်ထဲချီဆွဲလာမိတယ်အာယုံမှာမိရဲ့ပြုံးလေးများနဲ့ဆိုမလို့ပြည့်ရဲ့ပဲရောချာချာနဲ့ယူတော့ခဲ့ပြီပဲမဖြစ်တဲ့တော့ဘူးလို့တော့ထင်ပါတယ်မဖြစ်တဲ့တော့ဘူးမင်းခါလေးရဲ့မဖြစ်တဲ့တော့တဲ့ကြောင်းတွေရှိမယ်မဖြစ်တဲ့တော့တဲ့ကြောင်းတွေရှိမယ်ကြာရင်ခေရသိခါလို့နဲ့တဲ့ရောစင်တွေကြောင်းခွဲမဖြစ်တဲ့တော့မင်းလေးနာလေကွယ်မဖြစ်တဲ့တော့မင်းလေးနာလေကွယ်ဖြစ်တဲ့တော့မင်းလေးနာလေကွယ်မဖြစ်တဲ့တော့မင်းလေး